pizza လေးလောက်ပတ်ပန်းချပါရှင်ဆုံးလေးကြည့်ပြကြအောင်နော်ဒီရင်ဆုံး pizza အရွက်တစ်ရွက်ယူလိုက်မယ်ရှင် pizza ရဲ့လိုတဲ့အရွက်လေးကိုခူးပါမယ်ရှင်ရက်တစ်ရက်ကိုခူးလိုက်တယ်နော်တီထဲလေးထည့်မယ် pizza ရဲ့လိုတဲ့ပဲလေးတွေကိုသွားယူလိုက်ပါမယ်ရှင်ဦးကတော့ကျွန်မထည့်နေရပါနော်လိုတဲ့ကြက်ဥအနှစ်လေးတွေကိုကျွန်မတစ်လုံးလောက်ယူလိုက်တယ်ရှင်ပြီးဒီထဲကိုထည့်လိုက်တယ် pizza ရဲ့ယူအောင်ပေါ်ဒါလေးယူလိုက်မယ် pizza ကိုဒီလိုလေးအုပ်လိုက်ပါရှင်အုပ်ပြီးကြရေနောက်ထပ်အစာသုံးမှုလေးကိုဒီလိုလေးထပ်လုပ်လိုက်ပါရှင်အပေါ်မှာကြတော့ထပ်ပြီးတော့ရှင်အရွယ်လေးခူးပါမယ်ရှင်အရွယ်လေးခူးပြီးတော့ဒါလေးကိုတလဲလေးနှိုက်ပါမယ်ရှင်တခဲတုံးလေးနှိုက်ပြီးတော့အရွယ်လေးကိုထပ်အုပ်လိုက်ပါမယ်ရှင်ဒါကတော့ပီဇာအစားသုံးမှုဖြစ်သွားပါပြီရှင်အားလုံးပဲအထူးပဲကျေးဇူးတင်ရှိပါရှင်အပီးတီတင်ပေးကြတဲ့ပရိသတ်များကျေးဇူး